じゃあ皆さんこんばんは。今回も語の初めての能力試験合格するために語の聴解を教えたいと思います。皆さんと日本語を一緒に勉強したいですのでよろしくお願いいたします。最初は聴解を聞きたいと思います。では聴解を一緒に聞きましょう。3番会社で男の人と女の人が話しています。女の人は今日何時に起きましたか？おはようございます。あれ、今日は早いですね。今日はタクシーで来ました。タクシー？どうしましたか？いつもは朝6時半に起きますが、今日は7時半でした。1時間も遅かったです。びっくりして急いでタクシーに乗りました。3番会社で男の人と女の人が話しています。女の人は今日何時に起きましたか？おおはようございます。あれ、今日は早いですね。今日はタクシーで来ました。タクシー？どうしましたか？いつもは朝6時半に起きますが、今日は7時半でした。1時間も遅かったです。びっくりして急いでタクシーに乗りました。OK、皆さんどう？ビデオの中の人が話した通りに私たちもついてに話しました。今回はミャンマー語で通訳して皆さんと一緒に通訳します。じゃあ始めます。3番会社で男の人と女の人が話しています。女の人は今日何時に起きましたか？ OK နော်ဒါကတော့ပုံမှန်ပါပဲเนาะကုမ္ပဏီမှာယောက်ျားလေးနဲ့မိန်းကလေးကစကားပြောနေပါတယ်ပေါ့เนาะဒါဆိုရင်女の人は今日は何時に起きましたかเนาะဒါမိန်းကလေးကဆိုလို့ရှိရင်ဒီနေ့မှာဘယ်ချိန်မှာအိယာထားခဲ့တာလဲတဲ့เนาะ起きますဆိုတာကအိယာထားသည်ပေါ့เนาะ何時ပေါ့เนาะ何時ဆိုတာကဘယ်အချိန်လဲပေါ့เนาะ今日ဆိုတာကဒီနေ့ကိုပြောတာပါဒါဆိုလို့ရှိရင်おはようございますเนาะမင်္ဂလာနံနက်ခင်းပါလို့ပြောပိုင်ပေါ့เนาะ3番会社で男の人と女の人が話しています。女の人は今日何時に起きましたか？おはようございます。あれ、今日は早いですね。今日はタクシーで来ました。じゃああれの今日は早いですね。今日はタクシーで来ました。あれဒီနေ့ကတော်တော်လေးကိုစောလုံးလို့သွားနေပြီးတော့ဗာလေအာမေဒိတ်တန်နေပေါ့နော်တခါမှဒီလောက်ထိမစောဘူးတာကိုဒီတစ်ချိန်ကစောတယ်ဆိုတော့ဒါあれနော်今日は早いですねဒီနေ့က早いです早いဆိုတာမြန်တော့ကိုပြောတာပါဒီပြေကတော့早いမြန်တော့စောတော့ပေါ့နော်အဲ့ဒါရင်今日はタクシーで来ましたတဲ့ဒီနေ့ကတော့တဲ့တက္ကစီနဲ့ပဲလာခဲ့တယ်တဲ့タクシー？どうしましたか？ OK タクシーどうしましたかသူကအရင်တော့ကတော့เนาะသူယထာနဲ့လာခြင်းလာမယ်ပေါ့เนาะစပိတ်နဲ့လာခြင်းလာမယ်ပေါ့เนาะကိုပိုင်ကားနဲ့လာခြင်းနဲ့လာမယ်ပေါ့เนาะဒါပေမဲ့ဒီနေ့မှာကြတော့タクシーနဲ့လာခဲ့တာတဲ့အဲကြောင့်မို့သူကタクシーတဲ့เนาะဒါလဲ
အမေဒိတ်ပေါ့နော်သူအရင်တော့လာနေကြမဟုတ်လို့ပေါ့နော်ဒိုရှိမစတာကပေါ့နော်အားကြောင့်မို့လူတယောက်ကရည်တာပဲဖြစ်ဖြစ်ငိုတာပဲဖြစ်ဖြစ်ကွာသူရဲ့အခြေအနေကိုကြည့်ပြီးတော့ဒိုရှိမစတာကဘလို့ဖြစ်ခဲ့တာလဲပေါ့နော်အဲ့ဆိုရင်いつもは朝6時半に起きますがいつもはတဲ့အရင်တော့ကပေါ့နော်ခါတိုင်းပေါ့နော်အမြဲတမ်းပေါ့နော်အမြဲတမ်းဆိုလို့ရှိရင်တဲ့朝6時半に起きますかနော်朝မနက်တဲ့နော်6နာရီခွဲမှာတဲ့အဲ့ရထတယ်ဆိုပေမဲ့နော်ကဆိုတာပေမဲ့ပေါ့နော်မတ်ကဆိုတာပေမဲ့โอเคမကအဲ့ရထားသည်ဆိုတော့朝6時半に起きますかနော်မနက်6နာရီခွဲမှာတဲ့မနက်တိုင်းတဲ့6နာရီမနက်တိုင်းတော့မဟုတ်ပါဘူးနော်ဤစမောအမြဲတဲ့6နာရီခွဲမှာတဲ့起きますかအဲ့ရထားပေမဲ့တဲ့今日は7時半でした今日は7時半でしたနော်ဒီနေ့ကတော့တဲ့9နာရီခွဲဖြစ်ခဲ့တယ်နော်9နာရီခွဲဖြစ်ခဲ့တယ်ပြောချင်တယ်တနည်းအားဖြင့်ပြောချင်တာကဒီနေ့အိပ်ရထားတာ9နာရီခွဲမှာအိပ်ရထားတယ်လို့ပြောချင်တာနော်အဲ့ဒါကိုအိပ်ရထားတယ်မပြောတော့ဘဲနဲ့今日は7時半でした9နာရီခွဲဖြစ်ခဲ့တယ်နော်နောက်နေ့ဖြစ်ခဲ့တယ်ဆိုရင်でしたနဲ့သုံးတယ်ပေါ့နော်1時間も遅かったですじゃあ1時間も遅かったですနော်1時間တော့တနာရီပေါ့နော်遅いနော်遅いနော်遅いဆိုတာကနောက်ကျတယ်ပေါ့နော်遅いဆိုတာနောက်ကျတယ်အဲ့ဒါကိုတဖောင်ပြောင်းချင်လို့ရှိရင် e ကိုဖြုတ်ပြီးတော့ခတ်တာပေါင်းတာပေါ့နော်遅かったですနော်တနာရီတောင်တဲ့နော်မို့ဆိုတာက level လည်းပြန်လို့ရတယ်လို့တောင်မှလို့လည်းဘာသာပြန်ရတယ်ပေါ့နော်ဒီမှာကြတော့1時間もတဲ့တနာရီတောင်မှတဲ့နော်遅かったですတဲ့နောက်ကျခဲ့ပါတယ်တဲ့နော်びっくりして急いでタクシーに乗りました。OK びっくりして急いでタクシーに乗りましたびっくりしてဆိုတာကမဲလေအလန့်တကြားဖြစ်ပြီပေါ့နော်ထိတ်လန့်ပြီးတော့တဲ့急いでဆိုတာ急ぎますပေါ့နော်急ぎますကလာပါတယ်အလုပ်များတယ်ပေါ့နော်အလင်းစလိုလုပ်တည်ပေါ့နော် quickly ပေါ့နော်အလင်းစလိုလုပ်တည်ပေါ့နော်急ぎますဆိုတာမြန်ပေါ့နော် isogashi ကအလုံးများတာပေါ့နော် isogashi ကအလုံးများတယ်ခန်းကြီးကတော့တူတူပဲ isokimas နော် isogashi အလုံးများတယ် isokimas အရင်တို့လောက်တည်ပေါ့နော်အဲ့ကြတော့ isokimas တော့တဲဖောင်ပြောင်းတယ်ပေါ့နော် isoi တဲပေါ့နော် takushi ni norimashita ထိတ်လန့်ပြီးတော့တဲ့အလင်းမြန်ပေါ့နော်အလင်းမြန်လောက်ပြီးတော့တဲ့ takushi ni norimashita ဆိုတာကစီးခဲ့သည် norimasi သည် norimashita စီးခဲ့သည်ပေါ့နော်အကြောင်းမို့ထိတ်လန့်ပြီးတော့တဲ့နော်အလင်းစလိုဘောတော့အမြန်တဲ့တက္ကစီနဲ့ပဲစီးလာခဲ့တယ်တဲ့โอเคပေါ့နော်ဒီထဲမှာခုတုပ်ပါဠိရဲ့အဓိပ္ပာယ်တွေကိုလည်းပြောသွားတယ်ပေါ့နော်စကားဆက်လေးတွေလည်းတလုံးပြောသွားတယ်ပေါ့နော်ဒီထဲမှာမသိရတဲ့ဒီပါလို့ရှိလို့ရှိရင်နော်覚えてくださいမှတ်ပြီးပါပေါ့နော်ဒါဆိုလို့ရှိရင်ဒီစကားကတော့自分でနော်読みましょうပေါ့နော်じゃあ皆さんと一緒に読みましょう。会社で男の人と女の人が話しています。女の人は今日何時に起きましたか？あれ。おはようございます。あれ？今日は早いですね。今日はタクシーで来ました。タクシー？どうしましたか？いつもは朝6時半に起きますか？今日は7時半でした。1時間も遅かったです。びっくりして急いでタクシーに乗りました。OK 女の人は今日は何時に起きましたかတဲ့နော်မိတ်ကလေးရဆိုလို့ရှိရင်ဒီနေ့ဘယ်ချိန်မှာအိပ်ရာထားခဲ့တာလဲဆိုတော့သူကအရင်တော့က6နာရီခွဲအိပ်ရာထားပေမဲ့ဒီနေ့မှာတော့တနာရီတော့နောက်ကျပြီးတော့ရှီဂျီဂျီဟန်9နာရီခွဲမှာအိပ်ရာထားခဲ့တာအဖြစ်မှန်တော့ရှီဂျီဂျီဟန်ပေါ့နော်じゃあ皆さんなんとか何かわからないことがあればコメント欄にの質問を聞いてください。じゃあ皆さんもこれから日本語を勉強してください。また明日。バイバイ。ご視聴ありがとうございました。